Manchester United အသင်းကတော့သူတို့ရဲ့ကွင်းလယ်နေရာအတွက်အခုဆိုလို့ရှိရင် Brighton အသင်းရဲ့ကွင်းလယ်လူ Carlos Baleba ကိုဒါပြောင်းရွှေ့ကြေးပေါင်65တန်း plus 5တန်းဆိုတဲ့ဒီပြောင်းရွှေ့ကြေးနဲ့အလုံးစုံသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါဟိုတနေ့ကဒါ Manchester United ကပေါင်တန်း60 plus 5တန်းဆိုတဲ့ package နဲ့ဒါ Brighton အသင်းကိုကန်လန့်ခဲ့ပြီးတော့အဲ့ဒီကန်လန့်မှုကို Brighton ကဒါပယ်ချခဲ့ပြီးတော့ဒါ Manchester United ကအလင်းအမြန်ပြန်လည်ဆွေးနွေးပြီးတော့သူတို့အနေနဲ့ Carlos Baleba ကိုလင်းလင်းမြန်ခေါ်ယူခြင်းတဲ့အတွက်ဒါ Brighton သူတို့တတ်မှတ်တဲ့သူတို့တောင်းဆိုတဲ့ပေါင်65တန်း plus 5တန်းနဲ့အခုဆိုလို့ရှိရင်နှစ်သင်းကြားမှာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တယ်Brighton တဲ့ပေါင်တန်း80လောက်လိုချင်တယ်ဆိုပြီးတော့ဒါနှစ်သင်းကြားမှာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ဒါ Manchester United က65တန်း plus 5တန်းဆိုတဲ့ဒီပြောင်းရွှေ့ခြင်းနဲ့ဒါသဘောတူညီမှုရရှိသွားခဲ့ပြီပြောလို့ရှိရင်သူကဒီပေါင်65တန်း plus 5တန်းတာမကဒီနာခတ်မှာ Manchester United က Carlos Baleba ကိုပြန်လဲရောင်းချခဲ့မယ်ဆိုလို့ရှိရင်ဒီပြောင်းရွှေ့ခြင်းရဲ့ဒီရာဂိုင်နှုန်းတချို့ကို Brighton အသင်းကနေခန်းစားခွင့်ရရှိမယ်ဆိုပြီးတော့ဒီ sell on close ပါတဲ့ဒီပြောင်းရွှေ့ခြင်းကိုပါသူတို့ထည့်သွင်းပြီးတော့ဒီသဘောတူညီမှုရရှိခဲ့ပေါ့လေဒီ sell on close မှာကြတော့ဒါ Manchester United ဒီ Carlos Baleba ကိုရောင်းချလိုက်မယ်ဆိုလို့ရှိရင်ဘယ်နေရာဂိုင်းနှုန်းကိုဒါ Brighton ရမယ်ဆိုတော့သူတို့ဖော်ပြထားခြင်းမရှိဘဲနဲ့ဒီ sell on close ဆိုတဲ့ဒီအချက်လက်ကိုပဲသူတို့ထည့်သွင်းထားတာဖြစ်တဲ့အတွက်ဟိုဆိုလို့ရှိရင်နှစ်သင်းကြားမှာသဘောတူညီမှုရရှိသွားခဲ့ပြီပေါ့လေဒီ Carlos Baleba ကအခုဆိုလို့ရှိရင်အသက်22နှစ်အရွယ်ပဲရှိသေးတယ်ဒီ Cameroon လက်ရွေးစင်ကွင်းလေလူပေါ့သူ့ကို Manchester United ကဒီ9နှစ်စာချုပ် plus ဒါတစ်နှစ်နဲ့သူတို့စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့လာမယ့်ဒီစနေနေ့မှာဟိုဗာလဲ medical check up တွေဒီစစ်ဆေးမှုတွေပြုလုပ်မယ်လို့ဒါ David Ornstein ကသူ report မှာဒါဖော်ပြထားတယ်ဒီ Carlos Baleba Hiawi ကိုဖြစ်သွားတာဒါဒီစံတော်ချိန်ဆိုလို့ရှိရင်မနေ့ကလေးရပါလေ Fabrizio Romano လို့ရောဒါ David Ornstein လို့ရောအတည်ပြုခဲ့ပြီးတော့ဒီလာမယ့်စနေနေ့မှာဒါ Carlos Baleba ကMan U အသင်းနဲ့သူစာချုပ်ချုပ်ဆိုဖို့သူတို့စစ်ဒါတွေအောင်မြင်ပြီးသွားလို့ရှိရင်ဒီလာမယ့်ရက်တွေမှာဒါ Manchester United ကသူတို့ရဲ့တရားဝင်ကစားသမားဆိုပြီးတော့ဒါ Carlos Baleba ကိုကြီးညာနိုင်တော့မှာပဲဖြစ်ပါတယ်ဒါဒီပြောင်းရွှေ့ကြီးကပြောရမယ်ဆိုလို့ရှိရင်နည်းနည်းတော့များတယ်ပေါ့လေအခု Carlos Baleba ရဲ့ခြေစွမ်းပြောလို့ရှိရင်သူရဲ့ထိုင်ရန်ပြဿနာမနှစ်ကသူတရားဒီလုံးရုံးကန်ခဲ့ရတာတွေနဲ့ဒီရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒီပေါင်တန်း80ဆိုတာနည်းနည်းတော့များတယ်စေးကြည့်တယ်လို့ဆိုနိုင်ပြီမဲ့ဒီ Manchester United ကသူတို့ကွင်းလယ်လူ3ယောက်အတွက်ပြောမယ်ဆိုလို့ရှိရင် Ty Nisman ကိုဒါ35တန်း Andre Santo ကိုပေါင်တန်း50အမှ85တန်းဒီ Carlos Baleba ကိုကြတော့ဒီပေါင်တန်း80ဆိုတော့ဒီ3ယောက်ပေါင်းကိုပေါင်တန်း150ကျော်လောက်တုံးသွားပြီးတော့ဒါပြောမယ်ဆိုလို့ရှိရင်3ယောက်ကိုကွင်းနယ်လူ3ယောက်ကိုဒီပေါင်တန်း150ကျော်နဲ့Man Uတင်ကခေါ်ယူသွားတယ်အဲ့တော့ပြောဒီပြောင်းရွှေ့ဒီနွေရာသီပြောင်းရွှေ့တွေက Manchester United အတွက်ကတော့မစိုးဘူးလို့ပဲပြောလို့ရတယ်ကွင်းနယ်လူတွေအဓိကလိုအပ်နေတဲ့ရာသီမှာဒါကွင်းနယ်လူ3ယောက်ကိုဖြည့်တင်းပေးခဲ့ပြီးတော့ဒါပရိသတ်တွေအကြိုက်ဟုတ်ချင်မှဟုတ်မယ်ပေါ့လေAndre Santos တို့ Tielemans တို့ဒီ Carlos Baleba 3ယောက်နဲ့ပဲဒါရာသီကြီးတိမ်သွားပြီပေါ့လေပြောင်းရွှေ့ရာသီပြီးသွားပြီဆိုတော့အဲ့ဒါအခုဆိုလို့ရှိရင် Manchester United ကနောက်ထပ်ဒီဘယ်နောက်ခံလူနေရာကိုသူတို့ထပ်ခေါ်ဖို့သူတို့ချိန်ရွေးနေတယ်ဘာလို့ရှိရင်ဒီအရန်တိုက်စင်မှုအနေနဲ့လည်းသူတို့ဒီစီထွက်သွားမယ်ဆိုလို့ရှိရင်ခေါ်ယူဖို့ဆန္ဒရှိသေးတဲ့အတွက်ဒီအပြောင်းရွှေ့တွေကိုMan U တင်ကဇက်တိုက်လှုပ်ရှားမှုတွေပြုလုပ်တော့မယ်ဖြစ်တယ်ပြောင်းရွှေ့ပိတ်ခံဒီမှာဒီလိုမျိုးအသေးအတန်နေသူတို့မှာဘယ်လိုပြောမလဲပြောင်းရွှေ့တဲ့ကိုပြန်ပြီးဝင်လာတဲ့ Man U တင်ရဲ့ဒီIniesta တို့ဘုတ်ဖွဲ့တွေကတော့နည်းနည်းမေးခွန်းထုတ်စရာတော့ကောင်းတယ်ဗောလေသူတို့ Euro Talisman ကိုခေါ်ယူအပြီးမှာဒါတလန်နီးပါးလောက်သူတို့ချင်းငိမ့်နေတာချင်းငိမ့်နေပြီးတော့ဒါပရိသတ်တွေကလည်းအာမလို့အာမရတွေဖြစ်တယ်မိုက်ကယ်ကာဝစ်ကိုတိုင်းကလည်းနောက်ထပ်ကွင်းလဲလူတစ်ယောက်နဲ့နောက်ထပ် left back တစ်ယောက်ကိုခေါ်ယူဖို့ဒါသူ့အနေနဲ့တောင်းဆိုမှုတွေရှိလာပြီးတဲ့နောက်ပိုင်းမှဒါအခုဆိုလို့ရှိရင် Carlos Baleba ကိုသူတို့အနေနဲ့ရစေးနဲ့ကောက်ပြီးခေါ်လိုက်တာဖြစ်တယ်ပေါ့လေကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ Carlos Baleba ကိုဒီ2024-2025ရာသီတော့တအားကိုကြိုက်တာဘာလို့လဲဆိုတော့သူကတအားကောင်းနေတဲ့ရာသီကိုအဲ့ဒီရာသီမှာသူတအားကောင်းနေပြီးတော့ဒါမနှစ်ကမှသူဒိုင်ရန်ပြဿနာတွေနဲ့သူအာဖရိကဖလားတွေပိုင်းလည်းသွားကန်နေတယ်ဒါပေမဲ့ဘာမှဖြစ်ဖြစ်မြောက်သူမလုပ်ပြနိုင်ဘူး Brighton နဲ့ဆိုလို့ရှိရင်လည်းမနှစ်ကရာသီမှာဘာမှလောက်လာခြေစောမပြနိုင်ဘူးဒိုင်ရန်ပြဿနာနဲ့ရုန်းကန်နေရတဲ့ကစားသမားတယောက်အတွက်ဒါ Man U သင်းကပေါင်တန်း80ပေးခဲ့ရတယ်ဆိုတာအနေငယ်တော့များတယ်ဆိုပေမဲ့ဒီလိုပြောင်းရွှေ့ဈေးကွက်တွေနဲ့ရှင်ကြည့်လိုက်တဲ့အခါမှာဒါ Man City တို့
ဒါ Chelsea တို့ဒီလို Eden Anderson တို့ပေါင်တန်း130ကျော်ပေးရတာတို့ဒါ Morgan Roger တို့ကိုပေါင်တန်း130ပေးရတာတို့အဲ့လိုမျိုးတွေနဲ့ရှင်းကြည့်မယ်ဆိုရင်တော့ဒါမစိုးလို့တော့ပြောလို့ရတယ်ဒီကစားသမားကပို့ပြီးကောင်းလာနိုင်တဲ့လားလာတွေရှိနေပြီးတော့ဒီအသက်ကလည်း22နှစ်ပဲရှိသေးတယ်သူရဲ့ဒီ Premier League အတွေ့အကြုံခြေစွမ်းခြေစားတွေကလည်းရှိပြီးသားမဟုတ်လို့သူရဲ့ဒီဒဏ်ရာပြဿနာတွေဒါကဲ၍ကောင်းမွန်သွားမယ်ဆိုလို့ရှိရင်ဒီတည်ငြိမ်သွားမယ်ဆိုလို့ရှိရင်ဒီကစားသမားလေးအနေနဲ့ပို့ပြီးတော့တိုးတက်လာဖို့ပဲရှိတယ်ဒါကြောင့်ကျွန်တော်စောင့်ကြည့်ရမယ်ဗောလေဒီကစားသမားတွေနဲ့ဒါမိုင်ကိုတင်ဘယ်လောက်ထိရှေ့ဆက်သွားနိုင်မလဲမိုက်ကယ်ကာဗစ်တို့သူတို့လိုချင်တဲ့လူတွေနဲ့ဘယ်လောက်ထိဒီပြိုင်ပွဲတွေမှာရှင်ပြိုင်ကစားသွားနိုင်မလဲပေါ့လေဒါအခုဆိုလို့ရှိရင် left back တယောက်သူတို့ဒါဦးစားပေးခေါ်ယူဖို့ကြိုးစားနေတယ်ဒါ Newcastle အသင်းရဲ့ဒီဘယ်နောက်ခံလူဟောကြတော့ဒါ Man United ကအရန်သဘောကျတယ်ဒါပေမဲ့ဒီ Newcastle ကသူတို့ဒီကစားသမားကိုရောင်းဖို့မဟုတ်ဘူးဆိုပြီးတော့ဒါချိန်ညာထားပြီးတော့ရောင်းမယ်ဆိုရင်တော့သူတို့အနေနဲ့ပြောင်းရွှေ့ခြင်းမြင့်မြင့်မားမားရမှာဒါရောင်းမယ်ဆိုတဲ့အတွက်ဒါ Man United ကအနေငယ်တုံဆိုင်နေတာဖြစ်တယ်ဗောလေတခြားဒီ left back ကစားသမားတွေကိုသူတို့လိုက်ပြီးတော့စောင့်ကြည့်ပြီးတော့ဒါခေါ်ယူဖို့လုပ်နေတယ်ဗောလေအဲ့လိုနေထားမှာကိုဆိုလို့ရှိရင်ဒါ Queen နဲ့ကစားသမား3ယောက်ရဲ့ဒီမိုင်ယုံတင်ကဒီနွေရာသီမှာဆိုလို့ရှိရင်ဒီ Queen နဲ့ကစားသမား3ယောက်ခေါ်တယ်ပြောလို့ရှိရင်အရန်ကိုသမားအနေနဲ့ခါထားလို့ခေါ်ထားတယ်နောက်လူငယ်ကစားသမားတွေခေါ်ယူထားရတော့ရှိတယ်ဆိုပေမဲ့ပေါ့အဲ့ဆိုလို့ရှိရင်ဒီမိုင်ယုံတင်ရဲ့ squad နဲ့အခုသူတို့ခေါ်ယူလိုက်တဲ့ကစားသမားတွေအနေထားနဲ့ဆိုလို့ရှိရင်ဘာပဲပြောတခြားအသင်းတွေနဲ့တခြားအာဆင်နယ်တို့ဘာလို့နဲ့ရှင်းလိုက်မယ်ဆိုရင်တော့အရန်တောင်းတင်းနေတာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ဒါသူ့နေရာနဲ့သူတုံးလို့ရတဲ့ဒါကောင်းမွန်တဲ့ကစားသမားတွေကိုဖြည့်တင်းထားနိုင်တယ်လို့ပဲပြောရမယ်ပေါ့လေအဲကြောင့်ဒါမိုက်ကယ်ကာဗင်နဲ့မိုင်ယန်တင်တို့ဘယ်လောက်ထိဒါသူတို့ပြိုင်ပွဲတွေကိုရှင်းပြိုင်သွားနိုင်မလဲဘယ်လောက်ထိဒီဘယ်အဆင့်ထိတွေတက်လှမ်းနိုင်မလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ပေါ့လေနောက်ထပ်ပြောင်းရွှေ့သတင်းတွေလည်းဒါတက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ဒီ House Paliba ကိုခေါ်ယူလိုက်တဲ့အပေါ်ဒီ Man U ပြည်သက်ညီကိုတွေရောဘယ်လိုမျိုးထင်ကြလဲပေါ့လေလိုချင်တဲ့ကစားသမားတွေဖြစ်ကြလားဒါမှမဟုတ်ပြောင်းရွှေ့ကြတာများလားမတန်ဘူးလားတန်လားဒါ comment တွေမှာဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ Yama Football Platform YouTube channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးတော့ဝင်ကြည့်ရှုအားပေးဖို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ်